အလုပ်တွေလုပ်နေရတာပင်ပန်းလိုက်တာငါအမြန်ဆုံးချမ်းသာခြင်းလိုက်တာဟာညွေကြီးကရွှေရောင်တောက်နေတာပဲငါ့ကိုမထိခိုက်ဘူးဆိုရင်မင်းကိုစုတစ်ခုပေးမယ် ဒါဆိုကျွန်တော်အမြန်ချမ်းသာခြင်းတယ်အဲ့ဒီစုကိုပေးနိုင်မလား ကောင်းပြီပေးမယ်မင်းအိမ်နောက်ကမြေကိုတူးကြည့်ပါရွှေအိုးတအိုးရလိမ့်မယ်ဒါပေမဲ့တစ်နေ့ရွှေတစ်ချက်ပဲယူရမယ်ပိုယူရင်ဒုက္ခရောက်မယ် ဟာတကယ်လားတကယ်ပဲရွှေအိုးကြီးပါလားညွေကြီးပြောတာအမှန်ပဲတနေ့တစ်ချက်ပဲယူရမယ်လို့ညွေကြီးပြောခဲ့တယ်ဒီနေ့တော့တစ်ချက်ပဲယူလိုက်မယ်မောင်ခန့်ကမကြသေးဘူးချမ်းသာလာတာနော် ဟုတ်တယ် သူဘလို့ငွေရလာလဲမသိဘူးကံကောင်းတဲ့သူဆိုတာဒီလိုပဲနေတိုင်းရွှေတစ်ချက်ပဲယူရတာမလောက်ဘူးရွှေအများကြီးယူလိုက်ရင်ပိုပြီးမြန်မြန်ချမ်းသာနိုင်မှာပဲတစ်ချက်ပဲယူဆိုတာမလောက်ဘူးဒီနေ့တော့ရွှေများများယူလိုက်မယ်ဘာဖြစ်သွားတာလဲရွှေတွေတဲပြစ်သွားပြီငါတတိပေးခဲ့တယ်အေးလောဘကြီးရင်ဒုက္ခရောက်မယ်လို့အခုတော့မင်းကန်တဲ့မင်းပဲငါလောဘကြီးခဲ့တယ်မွေကြီးတတိပေးတာအမှန်ပဲအခုတော့ငါရလိုက်တဲ့ရွှေတွေချမ်းသာမှုတွေပျောက်ကုန်ပြီ နောက်ဆုံးတော့မောင်ခန့်ဟာသူမလိုချင်တဲ့ဆင်းရဲတဲ့ဘဝကိုသူ့ရဲ့လောဘကြောင့်ပြန်ရောက်သွားရရှာတယ် ပုံမြင်လေးကတော့ဒါပါပဲကလေးတို့ရေလောဘကြီးရင်နောက်ဆုံးဆင်းရဲခြင်းသို့ဥတည်သွားတယ်တတိနဲ့လိုက်နိုင်ရင်သာချမ်းသာမှုရနိုင်ပါတယ်